တော့ခတ်ထားတဲ့ခန်းထဲမှာလူသက်သမားကဘလုံနည်းနဲ့မှထွက်ပြေးလို့မရဘူး။ဒါဆိုရင်တရားခံကဘယ်သူဖြစ်မလဲ။ဇလန်ကတော့အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကသူ့ရဲ့ချစ်သူမော်ရယ်လေးတက်ခံရတဲ့မှုမှာတရားခံအဖြစ်ဆွဆွဲခံရတာကနေစတင်ထားပါတယ်။သူတို့မျိုးကဟိုတယ်ခန်းထဲမှာရှိနေတော့ဇုံတယောက်တိုက်ခိုက်ခြင်းကိုခံရပြီးတော့သူနိုးလာတဲ့ခါမှာတော့သူ့ချစ်သူကောင်မလေးကတည်ဆုံးနေပါပြီ။ပို့ပြီးတော့ထူးဆန်းတာကအဲ့ဒီအခန်းကအတွင်းကနေတော့ခတ်ထားပြီးတော့ဗရင်းမောက်တွေကလည်းဖွင့်လို့မရတယ်လို့အပြင်ကနေကျူးကျော်ဝင်လာသူလည်းလုံးဝမရှိပါဘူး။ဒီလိုနဲ့ပဲအမှုကရှုံးတော့မဲ့စစ်စင်မှာငိမ့်စားယူတော့မဲ့နာမည်ကြီးရှိနေပါကြီးတယောက်ရောက်လာပြီးတော့အမှန်တရားကိုစတင်ပေါ်တော့ဖို့အတွက်ကြိုးပမ်းလာခဲ့တဲ့နောက်ဘာလို့ဆက်ဖြစ်လာမလဲ။ Mystery ဆန်းဆန်းကိုမှအစကနေအစုံဒီ twist ကောင်းကောင်းနဲ့ကြည့်ချင်တဲ့သူတွေဆိုလို့ရှိရင်တော့အခုဒီ The Invisible Catch 2016ဆိုတဲ့ဇာတ်လမ်းလေးကိုရှာဖွေပြီးတော့ကြည့်လိုက်ကြဖို့ကြံပေးချင်ပါတယ်။အခုလိုမျိုးထိတ်တန်းဇာတ်လမ်းအကြောင်းအရာတွေကိုအမြဲမပြတ်စောင့်ကြည့်အားပေးချင်တဲ့ဆိုလို့ရှိရင်တော့ Select တန်းကို follow လေးလိုက်ထားပေးဖို့မမေ့ပါနဲ့။